အလောက်ခံမှုစကားပြောနေရင်းနဲ့မန်နေဂျာကင်ဂျီကအရင်အိမ်ထိန်းကထွက်ပြေးသွားတာလို့အမှတ်မထင်ပြောမိသွားပြီးမှချက်ချင်းစကားလွှဲကအာစုကနေရမယ့်အခန်းကိုလိုက်ပြပါတယ်။အိမ်ထဲမှာတော့အမိုက်တွေပွားစာကျဲနေတာပေါ့။မန်နေဂျာကအာစုကလုပ်ရမယ့်တာဝန်တွေကိုရှင်းပြပါတယ်။မနက်9 နာရီမှာမနက်စာအစင်သင့်ဖြစ်ရမယ်နေ့လယ်စာကတော့တောင်းဆိုမှလုပ်ပေးရမယ်ညစာကတော့ညနေ6 နာရီခွဲမှာအပြီးဖြစ်ရမယ်ပေါ့။ရေခဲတက်တာတဲ့ပစ္စည်းဖြည့်တာနဲ့အဝတ်လျှော်တာတွေလည်းလုပ်ရမယ်လို့ပြောပါတယ်။ပြီးတော့နှစ်ယောက်သားထိုင်စကားပြောတဲ့အခါမှာအရေးကြီးဆုံးစီကံတစ်ခုကိုမန်နေဂျာကပြောပြတယ်။အဲ့ဒါကတော့အဆောင်မှာရှိတဲ့လူငယ်တွေနဲ့လုံးဝရည်စားမဖြစ်ရဘူးဆိုတဲ့စီကံမှာအဲ့ဒီလိုဖြစ်တာနဲ့ချက်ချင်းအလုပ်ဖြုတ်ခံရမယ်လို့သတိပေးပါတယ်။အာစုကလည်းအဲ့ဒီလိုကိစ္စမျိုးဘယ်တော့မှမကြားစေရဘူးလို့ကတိပေးလိုက်တာပေါ့။မန်နေဂျာကဆက်ပြီးဒီမှာနေတဲ့သူတွေကဘုံဆိုတဲ့ယောက်ျားလေးအဆိုတော်အဖွဲ့ boy band ကဖြစ်ပြီးအခုတလောတိတ်မပေါက်ဘူးနာမည်ကြီးတချင်းလည်းမရှိဖန်လည်းမရှိဘူးလို့ရှင်းပြပါတယ်။အဲ့ဒီနောက်ကောင်လေးတွေကအာစုကကိုချက်ချင်းပဲအလုပ်ခိုင်းတော့တာပါပဲလျှော်ရမယ့်ဝတ်တွေပုံပေးကြတယ်။နောက်တော့အာစုကစာကာမီနဲ့စကားပြောဖို့ကြိုးစားပေမဲ့စာကာမီကသူ့ကိုမှတ်မိတဲ့ပုံမပြပါဘူး။အာစုကလည်းဒီအဖွဲ့အကြောင်းကိုအင်တာနက်မှာလိုက်ရှာကြည့်ပါတော့တယ်။နောက်တနေ့မနက်အာစုကစောစောထပြီးမနက်စာပြင်ပေမဲ့စာကာမီကမစားချင်ဘူးဆိုပြီးအာစုကကိုစိတ်ဆိုးပြနေတယ်။နောက်အဖွဲ့ဝင်တယောက်ကတော့ကြောင်းသွားတယ်။အဲ့ဒီအချိန်မှာကုမ္ပဏီဥက္ကဋ္ဌဆိုတဲ့လူတယောက်ရောက်လာပြီးအစားတောက်တွေစားပြီးတော့အာစုကကိုကုမ္ပဏီစီခေါ်သွားပြီးဘုံအဖွဲ့ရဲ့ဖျော်ဖြေမှုကိုပြပါတယ်။ဒါပေမဲ့နောက်မှသိရတာကအဲ့ဒီလူဟာဥက္ကဋ္ဌမဟုတ်ပါဘူး။အဖွဲ့ဝင်တွေကလည်းအဲ့ဒီလူကဘယ်သူမှမသိပေမဲ့ကုမ္ပဏီမှာတခုခုစီစဉ်နေတဲ့သူဖြစ်ပုံရတယ်လို့ပြောကြတယ်။အဲ့ဒီအချိန်မှာနှာခေါင်းရမ်းကောင်းတဲ့အဖွဲ့ဝင်တယောက်ကဥက္ကဋ္ဌစစ်လာနေပြီဆိုတာကိုသိလိုက်ရတယ်။ဥက္ကဋ္ဌကအမျိုးသမီးတယောက်ဖြစ်ပြီးနောက်ထပ်ခွဲနှစ်အတွင်းမှာဒီအဖွဲ့ကိုစာချုပ်ဖြတ်သိမ်းတော့မယ်လို့လာပြောပါတယ်။စာချုပ်တက်တန်းတိုးလို့မရတော့တဲ့အတွက်အဖွဲ့ဝင်တွေကြားထဲမှာတခြားအဖွဲ့ဝင်တယောက်ထွက်သွားတဲ့ကိစ္စနဲ့ငင်းခုန်ကြရင်စာကာမီကအပြင်ထွက်သွားတယ်။အာစုကကိုလည်းကျွန်တော်တို့ထက်ကောင်းတဲ့အဖွဲ့တွေအများကြီးပွဲထွက်တယ်ဘတ်တော့မှလို့ပြောပါတယ်။အာစုကစာကာမီကိုအိမ်မက်တွေကိုလက်မလွတ်ဖို့တိုက်တွန်းပေမဲ့စာကာမီကအာစုကကိုယ်တိုင်ဆီယာမအိမ်မက်ကိုလက်လွတ်ခဲ့တာကိုပြန်ပြောပြီးမိမိကိုယ်တိုင်တောင်မိမိလိုချင်တာကိုမလုပ်နိုင်တဲ့သူရဲ့စကားကိုမနားထောင်နိုင်ဘူးလို့ပြန်ပြောခဲ့တယ်။ဒါပေမဲ့နောက်ပိုင်းမှာတော့ဘိုးအဖွဲ့ဟာစိတ်သက်တွေပြန်တက်ကြွလာပြီးဥက္ကဋ္ဌရုံးခန်းကိုသွားကစာချုပ်တက်တန်းတိုးချင်တယ်လို့ပြောကြတယ်။ဥက္ကဋ္ဌကလည်းနောက်နှစ်ပတ်နေရင်ဖျော်ဖြေဖို့စင်မြင့်တစ်ခုစီစဉ်ပေးမယ်လို့ပြောလိုက်ပါတယ်။ဘုံအဖွဲ့လည်းသူတို့ရဲ့ comeback အမှုပညာလောကထဲပြန်ဝင်ရောက်ခြင်းအတွက်ပြင်ဆင်ကြပါတော့တယ်။ဖျော်ဖြေပွဲနေ့ကျတော့စီနီယာအဖွဲ့ချဲနီရဲ့မန်နေဂျာကသူတို့ကိုလေ့ကျင့်ရေးခန်းစီခေါ်သွားတယ်။ချဲနီအဖွဲ့ဝင်တွေကဘိုးကိုလာပြီးအားပေးစကားပြောပါတယ်။ချဲနီဖျော်ဖြေပြီးတဲ့နောက်ဘုံအဖွဲ့ဟာစင်မော်တက်မိတ်ဆက်ပြီးသူတို့ရဲ့တခြင်းကိုအကောင်းဆုံးဖျော်ဖြေခဲ့ပါ။အာစုကတော့ဒါကိုကြည့်ပြီးစိတ်လှုပ်ရှားလို့မျက်ရည်တောင်ကျခဲ့ရတယ်။ဖျော်ဖြေပွဲအပြီးမှာဥက္ကဋ္ဌကနောက်6 လအတွင်းတခြင်းစရာ chart မှာနံပါတ်1ရရင်စာချုပ်တက်တန်းတိုးပေးမယ်လို့ကတိပေးလိုက်ပါတယ်